တရုတ်ကားပေါ့နော်ဒီ Atom ဆိုတဲ့ series လေးအဲ့ series ကြည့်ပြီးတော့အရန်ကြိုက်တော့အဲ့ series ကကြည့်ပြီးတော့ခါကြမှာအရန်သူများတွေက ship ကြခါကျန်တီးရနာမည်ကြီးဝတ္ထုဖြစ်တဲ့အခါမှတီးရတရုတ်ကားထဲမှာဆိုနည်းနည်းအရန်ကြိုက်တဲ့မင်းသားရှေ့ရှောက်ကြန့်ဆိုငငယ်တော့တခါမှအဲ့လိုပဲကိုကြိုက်တဲ့ကားကိုရီးယားမင်းသားတွေပါကြည့်ရကြိုက်တယ်ပေါ့နော်ဒါပေမဲ့အဲ့လိုမယူဘူးသူကြရလေဒီ phone lock screen တွေပါထားပြီးအဲ့လိုနင်းနင်းညညအဲ့လိုယူနေသူကြောင့်အစဆုံးဆုံး ပထမမသိတဲ့ကိစ္စ phone lock screen ထား အဲ့လိုသူ့ကြောင့်နေစုံစမ်းနေပေါ့နော်အဲ့လိုသူနဲ့ပတ်သက်တာအကုန်စုံစမ်းနေအဲ့လိုပြီးသူဆိုင်တော့သူ့ရဲ့ကားမှန်တယ်အကုန်ရှာကြည့်ဖြစ်တယ်ပေါ့နော်အဲ့လိုမျိုးမှလေဟိုအဲ့ကားထဲမှာဆိုသူတို့နှစ်ယောက်ရှစ်ပေးတယ်ကောင်လေးတော့တဝမ်ကြီးပို့ဆိုရတယ်သူတို့နှစ်ယောက်ရှစ်ပေးရမလားအဲ့မှာဆိုသူတို့နှစ်ယောက်နောက်တော့ BDS တွေထွက်လာရင်ဆိုလေအရန်အသေးရိုင်းမှရစီချင်တာဘယ်လိုဖြစ်လဲဆိုတော့ မထင်သားမလားကိုမထင်သားမလားနည်းနည်း အဲ့လို BDS တွေတွေ့လာအရန်ရစီချင်တာ ဒီရဲ့တွေ့ရလားရှာကြည့်ရလား group တွေအကုန်လုံးဝင်ထား အဲ့ကားလေးကတော်တော်ကောင်းတယ်ကျွန်တော်မကြည့်ဘူးပဲနည်းနည်းလေး clip တက်တာနဲ့သူတို့တေကားလေး ဟုတ်တယ်အရန်ရစီချင် ပြတ်တက်လည်းအရန်အားပေးရတကယ်လည်းကောင်းတယ်သူနည်းနည်းလေးကြည့်တာနည်းနည်းလေးကောင်းတယ် သူတို့နှစ်ယောက်ရရင်ရပါတော့မရရင်ကိုနဲ့ရအဲ့လိုကြိုက် အဲ့လိုကတော့အဖန်လေးတွေက ကြိုက်တာပါ အခြားလင်းလေးနဲ့မရသေးဘူးသူတို့နှစ်ယောက်ရကြရင်ကြိုက်မကြရင်သူတို့နဲ့ကြိုက်တယ်လို့ အဲ့လိုပုံစံမျိုး အဲ့လိုအားကြောင့် အရင်ကြိုက်တယ်နည်းနည်းအဲ့ရှောက်ကြက်ကိုပဲလားအရင်တော်တော်ကြ